မင်္ဂလာပါကိုလင်းမီတို့မင်္ဂလာပါကျွန်တော်အခု cash talk မှာလာပြီးပြောပြရတော့ကျေးဇူးအများကြီးတင်ပါတယ်အခုကိုလင်းမီတို့ကကျွန်တော်ရဲ့ဒီ cash talk ရဲ့ series 1 episode 6ပေါ့နော်အဲ့ဒါကိုကျွန်တော်အခု interview လုပ်မယ်မှာကိုလင်းမီတို့ပထမဦးဆုံး introduction နဲ့ self introduction ကိုပြောပြရအောင်ကျွန်တော်နာမည်ကကိုလင်းမီတို့ပါကျွန်တော် education background ကတော့ IT background မဟုတ်ဘူးနော်ကျွန်တော်ကရေချောင်းတက္ကသိုလ်ကရေချောင်းပွဲနဲ့ရထားတယ်ဒါပေမဲ့အခုလောလောဆယ်ကတော့ကျွန်တော် CPF ဘုတ်မှာcloud engineer position နဲ့အလုပ်လုပ်စင်ကုန်မှာပေါ့နော်စင်ကုန်ဟောကျေးဇူးပါအဲ့တော့ကိုလင်းမီတို့ကကျွန်တော်ရဲ့ဒီ Scrum class မှာပထမ batch မှာလာပြီး attend လုပ်သွားတာပြီးတော့အဲ့ batch မှာလည်းကိုလင်းမီတို့ကဟို lucky winner ဖြစ်နေ certificate ကိုလည်းရပြီးတော့ချက်ချင်းအောင်သွားတယ်တစ်ပတ်အတွင်းမှာအဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်အများကြီးလည်းကိုယူပါတယ်ဒီကအောင်သွားအတွက်ချီရောမွန်နဲ့အမတ်ကလည်း100နီးပါပဲဟုတ်တယ်နော်ကို90တဲ့ဘယ်လောက်လဲမသိဘူးခုနအဲ့လောက်နဲ့အောင်သွားဆိုကျွန်တော် very proud အဲ့ဒါအတွက်လည်းကျေးဇူးအများကြီးတင်တယ်အဲ့တော့ကိုလင်းမီတို့ဒီစင်ကာပူပေါ့နော်ဖတ်ရောက်လာပထမဆုံးကျွန်တော်သိချင်တာပေါ့နော်ကျွန်တော်တို့ဒီ career journey ပေါ့ okay education တက်ပြီးရင်ပြီးမယ်အခု career journey နေမှာဒီအလုပ်ကိုဘယ်လိုမျိုးရှောက်ခဲ့ပြီးတော့ဒီကိုရောက်လာလဲဘယ်လို interview တွေဘယ်နှခါကြော်ဖြတ်ခဲ့ရလဲအဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပေးရအောင်ဟုတ် career journey ကတော့ကျွန်တော်ပြောရရင်တော့ကျွန်တော်ကအရင်ကဒီရေချောင်းပွဲနဲ့ဆိုတော့တင်မောလိုက်တာပေါ့နော်နောက်ကျွန်တော်တို့ decision ချရဲတင်မောမလိုက်တော့ဘူးဆိုတော့ decision ချလိုက်တာမလိုက်တော့ဘူးဆိုတော့ဘယ်လိုလုပ်မလဲပေါ့ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တခြားဒီကြားထဲမှာတော့တခြားဟာလေးရှိတယ်နောက်ဒီစင်ကာပူစရောက်လာတာ2019မှာကျွန်တော် mechanical job တစ်ခုကျွန်တော် English speaking လို့မျိုးအဲ့လိုမျိုးဟို customer နဲ့ dealing လုပ်ရတဲ့ English speaking position ကျွန်တော်က English ဟိုကောင်းကောင်း communicate လုပ်နိုင်တယ်ဆိုပြီးတော့တို့ကခန့်လိုက်တယ်ပေါ့ဒါပေမဲ့ကျွန်တော်မှာ mechanical skill ကဘောဝါစီလို့မရှိဘူးဆိုတော့အဲ့မှာအဆင်မပြေဘူးပေါ့နော်အလုပ်ကအဆင်မပြေဘူးတစ်နှစ်လောက်လုပ်ပြီးတော့ကျွန်တော်လည်းထွက်လာတယ်ထွက်လာတဲ့ပြန်ငယ်2000ကိုဗစ်တွေမဖြစ်ခင်ပေါ့2020ကိုဗစ်တွေမစခင်မှာပြန်လာလိုက်တယ်ပြန်လာတဲ့အချိန်မှာအခုလက်ရှိကျွန်တော်ရဲ့မိန်းမပေါ့နော်အဲ့တုန်းကတော့ girlfriend ပေါ့ဟုတ်ပြီသူကအဲ့မှာကျွန်တော်ပြန်သွားတဲ့အချိန်မှာပြန်သွားရင်ဟိုစာလေ့လာလို့ရအောင်ဆိုပြီးတော့ networking for dummy ဆိုတဲ့စာကိုကျွန်တော်ပေးလိုက်အဲ့လိုမျိုးပေးလိုက်ကျွန်တော်ကလည်းဂိမ်းရမ်းဆော့တော့ဒီဟိုacademically ကို ID ဟို skills တွေကိုမသင်ထားရပါပဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟို research skill တွေဟို game ထဲမှာဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုး IB လောက်တာပါညာအဲ့ဒါလေးတွေကကျွန်တော်ကသိနေပြီနောက် problem solving skill တွေက game ဆိုတော့အဲ့ဒါတွေရရှိနေပြီလားဆိုတော့ तू က ID လောက်အောင်ပြင်ပေါ့ तू က reference ပြောပြီးတော့networking for dummy စာအုပ်ကြီးကို तू ပေးပြီးတော့ကျွန်တော်ရန်ကုန်ပြန်လွှတ်လိုက်ပြီးတော့2020 covid 2021အဲ့ဟိုကိစ္စရင်းထဲမှာတော့မြန်မာပြည်မှာကျွန်တော်ရောင်စိန်ဖြစ်တာပေါ့အဲ့နှစ်လောက်ကရောင်စိန်ဖြစ်ပြီးတော့မှ2022မှာတော့မဖြစ်တော့ဘူးငါပြန်လာတော့မြန်မာပြည်ကိုပြန်လာတယ်ဒါပေမဲ့စင်ကာပူပြန်ပြီးတော့ဒီလိုမျိုး network engineer ဒါမှမဟုတ် IT position တစ်ခုနဲ့ပြန်သွားမယ်ဆိုရင်ရွေးချက်နဲ့ပြန်လာခဲ့တာပေါ့ပြန်လာခဲ့တယ်ဆိုတော့အဲ့ဒီမှာ2022မှာကျွန်တော် CCMB အောင်မယ်ဆိုပြီးတော့ CCMB ပေးချဖြစ်ပြီးတော့စင်ကာပူလာမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတော့ကျွန်တော်အလုပ် experience ရအောင်ရှာမယ်ဆိုပြီးတော့အလုပ်လိုက်ရှာတော့မြန်မာပြည်မှာပဲကျွန်တော် cloud engineer intern position ကိုရခဲ့တယ်ပေါ့နော်အဲ့မြန်မာပြည်မှာ experience နေယူတယ်အလုပ်တွေတောက်လျှောက်လုပ်တယ်အဲ့2022 23နှစ်ပေါ့နော်အဲ့နှစ်မှာကိုလည်း skill upgrade လုပ်တယ် self study တွေလုပ်တယ်အလုပ်နေနေပဲနောက်လျှောက်လုပ်တယ် certificate တွေလည်းရရလောက်ယူပြီးတော့အလုပ်တွေရှောက် interview တွေရလိုက် feature တွေဖြစ်လိုက်အဲ့လိုမျိုးနေပဲနောက်ဆုံးမှာ2023အောက်တိုဘာအဲ့တော့မှကျတော့ကျွန်တော် offer နှစ်ခုအဲ့တော့ရတယ်အဲ့တော့ offer နှစ်ခုရတယ် CPF နဲ့ SCS အဲ့မှာကျွန်တော် CPF ကိုရွေးပြီးတော့2024 January မှာကျွန်တော်ရောက်လာအဲ့ကိုဒီဗီဒီယိုရဲ့ဒီ career journey ကကျွန်တော်အရန်ဖိတ်ဝင်သွားဘာကြောင့်လဲဆိုတော့ကိုဒီမှာတင်မောသားဒီကနေပြီးတင်မောလိုက်ရနေပြီးတော့ career engineer ကနေပြီးတော့အခု IT ဘက်ကိုလုံးဝယူပြောင်းသွားတယ်လေအဲ့ဒါအရန်ဖိတ်ဝင်သွားဖို့ကောင်းတယ်အဲ့တော့အခုလိုမျိုး interview တွေပါဖြေရတဲ့တဲမှာဟိုထားပါတော့ NGS ဆိုပြီး CPF မှာပဲဖြစ်ဘယ် interview အခက်ခဲမျိုးအခက်ခဲဆုံး interview question တွေကြုံတွေ့ခဲ့ရတယ်ဒါမှမဟုတ်ရှင် trial သူတို့မေးတဲ့ interview မှာတင်မှာ practice လုပ်ခိုင်းတဲ့ဟာတွေအဲ့ဒါကဘယ်လိုကြော်ဖြတ်ခဲ့လဲအခက်ခဲဆုံးဟာနဲ့အဲ့ဒါကိုဘယ်လိုဖြတ်ကြုံခဲ့လဲဆိုတော့ဆက်ရှင်းပြပေးရအောင်ခက်ခဲဆုံး interview မှာခက်ခဲတဲ့မေးခွန်းဆိုတာကိုမသိတဲ့မေးခွန်းကိုမသိတာကိုမေးလို့ရှိရင်ခက်ခဲပေါ့ကျွန်တော်ဘယ်လိုပြောရမလဲကျွန်တော်ဆိုလို့ရှိရင် Linux focus interview တွေဖြစ်တာဖြေလို့ရှိရင်ကိုကတော့မြန်မာကိုလှုပ်ခူးတဲ့ဟာကတော့ Linux
OS support ပေါ့နော်အဲ့လိုမျိုးဆန်ဆန်လုပ်တယ် cloud ပေါ် cloud ဆိုရင်ကျွန်တော်က Linux server ကြီးပဲများကျွန်တော်ကင်ခဲ့တာတောက်လျှောက်က Linux တွေပဲဒါပေမဲ့ interview မှာတို့မေးလို့ရှိရင်ဥပမာ Red Hat နဲ့ပတ်သက်လို့ရှိရင်သူ satellite မေးတယ် Ansible automation platform အဲ့ဒါကြီးနဲ့ပတ်သက်ပြီးအဲ့ဒါတွေကြတော့ကျွန်တော်မသုံးဘူးမသုံးဘူးဆိုတော့ကျွန်တော်ကတော့ဟိုအမှန်တိုင်းပဲကျွန်တော်မသုံးဘူးမလေ့လာဘူးမကြားဘူးဒါပေမဲ့ကျွန်တော်လမ်းလုပ်ဖို့ရည်ရွယ်ချက်တွေရှိတယ်ပေါ့အဲ့လိုမျိုးပဲကျွန်တော်ကအမှန်တိုင်းပဲဖြေတယ်တခုကအဲ့လိုမျိုးဖြေပြီးလို့ကျွန်တော်တကယ်လို့ဒီ interview အောင်တယ်မအောင်ကျွန်တော်မစင်စားဘူးဒီခုမှတွေ့တဲ့ experience ကိုကျွန်တော်ရှာဖတ်တယ် research ပြန်လုပ်တယ်ပြီးရင်အဲ့ဒီဟာကိုနောက် interview မှာတကယ်လို့ကြုံခဲ့ကျွန်တော်ပြန်လုပ်တယ်အဲ့လိုဒီ interview ကကျွန်တော်ပြီးသွားတာမဟုတ်ဘူးနောက် interview တွေအတွက်ကိုငါ prepare လုပ်နေကိုအတွက် enhance ဖြစ်လာတဖြည်းဖြည်းအဲ့လိုမျိုးလုပ်ပြီးတော့ဟိုဖြစ်တာပေါ့ဟို interview တစ်ခုကြာတာဟိုတော့အဆင်မပြေသွားတာဘာမှဟို end of the wall မဟုတ်ဘူးတော့ပေါ့တယ်အဲ့လိုမျိုးပဲဆက်သွားတာပေါ့အဲ့တော့ခက်ခဲတဲ့မေးခွန်းကတော့အဲ့လိုမျိုးဟိုမဖြစ်ဘူးဆိုလို့ရှိရင်ကိုနားမလည်ဘူးဆိုလို့ရှိရင်အဲ့ဒီဟာကို base လုပ်ပြီးတော့ကိုကပြန်ပြီးတော့လမ်းလုပ်ပြီးတော့နောက် interview တက်ကောင်းဥမာထားပါတော့ကျွန်တော်မြန်မာပြည်ကဟိုလူငယ်တွေပဲအခုဟိုဒီကိုလာပြီးတော့အလုပ်ရှာမယ်စားလုံးမှာပဲဖြစ်ဖြစ်နိုင်ငံခြားမှာဖြစ်အလုပ်လာရှာမယ်ဆိုသူတို့ဘာတွေ prepare လုပ်ထားတင်လဲ ID နဲ့ပတ်သက်တဲ့အလုပ်တွေပဲဖြစ်ဖြစ်ဘာတွေ prepare လုပ်ထားတင်လဲအဲ့ဒါမျိုးလေးတစ်ချက်ရှင်းပေးပေးအဲ့လိုမျိုးမှာကြတော့ကျွန်တော်တော့ကဆိုလို့ရှိရင်ဟိုနှစ်ပိုင်းပေါ့နော် interview ရဖို့ရယ် interview ရပြီးတကယ် interview ပြန်ဖြေဖို့ interview မရခင်မှာကြတော့ဟိုကျွန်တော်တို့ CV မှာ presentation skill English skill လုပ်တယ်နောက်တစ်ခုကကျွန်တော်တို့ interview ရဖို့ပဲ interview ကျွန်တော်အလုပ်ရှာတဲ့လူတွေကဟို HR တွေHR က technical ဈေးမရှိဘူးလို့သတ်မှတ်ထားလို့ရတယ်သူတို့ကဟိုတကယ်ဟို technical interview မဲ့လူစီကို CV pass ပေးလိုက်ဖို့အတွက်ဟိုကျွန်တော်တို့ကစင်ကာပူဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအများကြီးပဲပေါ့နော်ဟိုကျွန်တော်အာရှတနိုင်ငံအာရှတဝမ်းလုံးကအာရှတဝမ်းနေရာတွေပဲဟုတ်တယ်ဗီယက်နမ်ဖိလစ်ပင်းအကုန်လုံးကရှောက်နေကြတယ်ဟိုအိန္ဒိယအဲ့ဒါနဲ့ကျွန်တော်တို့ကပြန်ရှောက်နေရတဲ့အချိန်မှာဟိုတကယ်ဓမ္မကိုလှုပ်တဲ့တကယ်ကဆရာတွေကတော့ပြောလေးရှိကြမယ် certificate တွေပါမလို့ဒါပေမဲ့ဒီအာရှတိုက်ကတတိုင်လုံးနဲ့ပြန်ရတဲ့အချိန်မှာ certificate က stand out ဖြစ်ဖို့လို့မှန်တယ်နောက်ပြီးဒီ HR review round ကနေ pass ပြီးတော့ကို CV ကtechnical interview လုပ်မဲ့လူစီကို CV ရောက်သွားဖို့လို့ရပါတော့အဲ့ဒီအတွက် certificate တွေကကျွန်တော်ကတော့လိုတယ်လို့ပဲပြောဟုတ်တယ်အဲ့ဟာတွေ prepare လုပ်ရမယ်တကယ်လို့အဲ့ဟာ round pass ပြီးသွားပြီ technical interview ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ technical interview မှာကျွန်တော်တို့ဟို technical skill လည်းလုပ်မယ်နောက်အဲ့ဒီကိုယ့်ရဲ့ technical skill ကဥမာ10 out of 10ရှိတယ်အရင်ကျွမ်းဒါပေမဲ့လည်းကိုယ့်ရဲ့ English skill က5 out of 10ပဲရှိရဆိုလို့ရှိရင်ကိုပြောပြနိုင်တယ်ကိုယ့်ရဲ့ technical skill ကိုဟိုပြောပြတဲ့အခါမှာကိုက5 out of 10လောက်ပဲပြောပြနိုင်ဟုတ်တယ်အဲ့လိုမျိုးကြဘယ်လိုလုပ်မလဲ English skill ကောင်းအောင်လုပ်ရမယ်နောက်ပြီးတော့နောက်တစ်ခုကအဲ့လိုမျိုးအခက်အခဲနဲ့ကြုံလာပြီတော့ကိုက white boarding လုပ်ရအောင်ဟုတ်တယ် white boarding describe လုပ်ရအောင် basically draw နဲ့ပဲဖြစ်ဖြစ်အဲ့လိုမျိုး zoom meeting ပါပေါ့နော်အဲ့လိုမျိုး white boarding skill နဲ့ကြော်ဖြတ်သွားလို့ရတယ်အဲ့တော့လိုအပ်တာတွေကတော့English skill ရှိမယ်နောက် CV presentation skill တွေရှိမယ်နောက် technical skill ကလည်း must be ပေါ့အဲ့တော့